2025 ခုနှစ်ဒီဇင်ဘာလမှာတော့ပဋိပက္ခဖြစ်ပွားနေသောနေရာများ၌ရှိနေကြသောခရိယာများအတွက်ဆုတောင်းပေးကြဖို့ပုပ်ရဟန်းမင်းကြီးလီယိုအရှင်မြတ်ကကျွန်တော်တို့ကိုတိုက်တွန်းထားပါတယ်။အထူးသဖြင့်အရှေ့အလယ်ပိုင်းနဲ့ပဋိပက္ခဖြစ်ပွားနေတဲ့နေရာဒေသတွေမှာနေထိုင်နေကြတဲ့ခရိယာညီကိုများအတွက်မျှော်လင့်ခြင်းပြန်လည်ခြေတည်မြတ်ခြင်းနဲ့ငြိမ်းချမ်းခြင်းရဲ့မျိုးစေ့များဖြစ်လာနိုင်စေဖို့ကျွန်တော်တို့အထူးဆုတောင်းပေးကြပါစို့ဆုတောင်းကြပါစို့အိုငြိမ်းချမ်းခြင်းအရှင်ဘုရားသခင်ကိုရောသားတော်၏အသွေးတော်အားဖြင့်မိမိကိုယ်ကိုလောကနှင့်ခြေအေးတော်မူခဲ့ပါသည်ဤယနေ့၌ပဋိပက္ခဖြစ်ပွားနေသောနေရာဒေသများတွင်နေထိုင်နေကြသောခရိယာညီကိုမောင်နှမများအတွက်ကျွန်တော်တို့အထူးဆုတောင်းကြပါသည်ဒုက္ခဆင်းရဲများဝိုင်းရံနေသောသူတို့သည်ကိုရောရှင်မြတ်၏နူးညံ့ကျင်နာစွာတည်ရှိတော်မူခြင်းနှင့်အတူသူတို့၏ညီကိုမောင်နှမများကယုံကြည်ခြင်းဖြင့်ဝိုင်းဝန်းဆုတောင်းပေးနေကြသည်ကိုခံစားသိရှိနိုင်ကြပါစေကိုရောရှင်တပါးဒီနေ့ညီကိုတို့၏ခွန်အားဖြင့်ပြန်လည်သိမြတ်စေခြင်းတို့၏မျိုးစေ့များနှင့်နီလန်ပေါင်းစုံဖြင့်မျော်လင့်ခြင်းပေါင်းကူတရားကိုတိဆောက်လမ်းပြသူများဖြစ်စေတော်မူပါသူတို့သည်ခွင့်လွှတ်တတ်ခြင်းနှင့်ရှေ့ဆက်ကြရန်ကွဲပြားနေမှုများထဲပေါင်းကူတရားခင်းခြင်းနှင့်ကရုဏာဖြင့်တရားမျှတမှုများကိုရှာဖွေနိုင်စေတော်မူပါငြိမ်းချမ်းရေးဖော်ဆောင်သူတို့ကိုမင်္ဂလာရှိ၏ဟုမိန့်ကြားတော်မူသောအိုယေရှုအရှင်မြတ်စီလုံးရန်ခက်ခဲသောနေရာများ၌ပင်ကျွန်ုပ်တို့အားငြိမ်းချမ်းရေးကိုဖော်ဆောင်သူများဖြစ်စေတော်မူပါမောင်မိုက်ချိန်၌မျော်လင့်ခြင်းအရင်မြစ်ဖြစ်တော်မူသောတန်ရှင်တော်ဝိညာဉ်တော်မြတ်ဖျားဆင်းရဲဒုက္ခရောက်နေသူများ၏မျော်လင့်ခြင်းကိုတိုးပွားစေပြီးယုံကြည်ခြင်းတည်ကြည်ခိုင်မြဲစေတော်မူပါကျွန်တော်တို့ကိုဥပိ္ပခာပြုသူများမဖြစ်စေဘဲသခင်ယေရှုကဲ့သို့စီလုံးခြင်းကိုတည်ဆောက်သူများဖြစ်စေတော်မူပါအာမင်ဤဆုတောင်းမြတ်တာလေးကိုတော့ Father Joseph ထောင်းဟာ SJ ကနေပြီးတော့ပါရပြန်ထားတာပဲဖြစ်ပါတယ်အားလုံးကိုယေရှုတင်ပါတယ်ဘုရားသခင်ကောင်းချီးပေးပါစေ DG for the greatest glory.